ဟဲ့သွားမယ်လေနောက်ကျနေပြီဟဲ့တူတူပြောငါအမေကြည့်နေတယ်ဘယ်မှာတော့မတွေ့ပါဘူးအပြင်ထွက်မှာဆိုလို့အထက်ကနေချောင်းနေတာငါတော့ iPad ကိုမကြည့်ဘူးမသိမသာလေးနေနေတာအဲ့လိုမင်းမလိုက်တော့လားတူတူပြောလို့လိုက်မယ်လို့သွားနေလို့ဒီကောင်တွေကလည်းစောက်လိုက်ကန်ဆိုမသိဘူးသွားနေသွားပြီးရင်လိုက်ခဲ့မယ်ဟုတ်ကောင်ခုနနင်းအဆွဲပွားတွေဘာလာပြောပါပြောတူရှင်ကခဲပြက်ပြောက်လို့လေတားဟုတ်လားမေးတာကျွန်တော်ပြေးနေရပြီနောက်ကကျွေးရှင်နေလိုက်နေပြီကျွန်တော်ပြေးနေရပြီဟေးကျွန်တော်တင်ခေါ်ပါမလားဗျာကျွန်တော်တွေလည်းညောင်းနေပါပြီဒီမှာကျွန်တော်ပြေးနေရပြီတယောက်မှလည်းလမ်းညုံမခေါ်ပါကြဘူးအမလေးကျွန်တော်တွေညောင်းနေပြေးနေရပြီအမဘယ်မှလဲထွက်ခဲ့ဗျာမောင်လေးမမတ်မင်္ဂလာဆောင်ရအောင်လာခဲ့ပြီဟဲ့အောင်လေမတားနဲ့နော်အကုန်ခွင့်ပြမှာမမတ်နေလေမမအမလေးမမပဲခန်းထဲမှာလဲမောင်လေးလာပြီမမပြောတော့မောင်လေးတယောက်တည်းဝယ်ချစ်တာဆိုပြတယ်မမရွေးချယ်လိုက်တဲ့နော်မောင်လေးလောက်ဂျိုကားလားရမင်းတို့ညီကိုတွေမလားရမဖြစ်နဲ့စကားမများနဲ့ညီကိုတွေဒီလိုနေမနေကွာကြည့်မင်းတို့ကောင်ငါပြောလို့မှမစုံသေးဘူးမင်းတို့ကောင်နဲ့မဟုတ်တော့ဘူးကွာဒီကောင်ဘာလို့ငါနဲ့အယောင်မတူရတာလဲငါနဲ့အယောင်မတူတာအသာထားလိုက်အောင်ကွာသူ့အမေနဲ့ဘာလို့အယောင်မတူရတာလဲဘယ်မှာအဲ့ဒါသွားတက်နေတာလဲမဖြစ်ဘူးကြောင်တရံနေစစ်ကြည့်မှရမယ်စိတ်သေးလေးပါလားအတော်ပဲစိတ်ကြီးမှစားကြတယ်မမလေးကြောက်ပြီကလည်းလာချောင်းနေတယ်သူများမွေးထားတဲ့စိတ်ကိုဝမ်းတာတယ်ဟဲ့ကိုဟဲ့ကိုမသိရင်တေးနေတဲ့အတိုင်းပဲအိတ်နေတာကိုဦးတော့များဒီတိုင်းမနိုးပဲထားလိုက်ကောင်းမလားမသိဘူးဟဲ့ကိုဟမ်ဟိုတယ်ဘရိတ်ဖက်က10နာရီထိပဲတဲ့အခု9နာရီခွဲနေပြီဒီနေ့ bonus video မှာတော့ iPhone 16ကိုမြန်ဝယ်နိုင်မယ့်နည်းလမ်းလေးကိုပြောပြပြီးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့စာချုပ်မှာလက်မှတ်ထိုးရမှာဖြစ်ပါတယ်ပြီးရင်တော့ခွဲခန်းထဲကိုဝင်နားမယ်တင်းနေတဲ့ iPhone ကိုပိုင်ဆိုင်နိုင်တဲ့အချိန်မှာ iOS ကတော့မရှိတော့ပါဘူးဒါကြောင့် iPhone ကိုရွေးမလား iOS ကိုရွေးမလားဆိုတာတင်းတို့ကိုယ်တိုင်ဆုံးဖြတ်ရမယ့်အချိန်ခါကိုရောက်ရှိလာပြီဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ